The Karate Kid 2010နဲ့ကိုရာခိုင်တို့ရဲ့နောက်မှာကြိုးကင်ထားတဲ့ကနဝေဇာကား3ကားရှိပါတယ်။အဲ့ဒါတွေကတော့ The Karate Kid 1984, The Karate Kid Part 2 1986နဲ့ The Karate Kid Part 3 1989လို့ပဲဖြစ်ပါတယ်။ The Karate Kid 2010က1984ပါရှင်ကိုအခြေခံယူပြီးထုတ်ထားသလိုကိုရာခိုင်မှာပါတဲ့အကြီးတန်းဇာတ်ကောင်တွေကလည်းဒီဇာတ်ကားပဲဖြစ်ပါတယ်။ကိုရာခိုင်ကတချို့ငယ်ဘဝကိုပြန်ပြတဲ့ဇာတ်ကားတွေကလည်းဒီဇာတ်ကား3ကားတွေကပဲယူသုံးလာတာဖြစ်ပါတယ်။ဒီ3ကားလုံးရဲ့ recap တွေကိုလည်းဒီ channel မှာတင်ပေးသွားမယ့်အပြင် Telegram channel မှာလည်းဇာတ်ကားအပြည့်အစုံတွေကိုကျွန်တော်ညွှန်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ Telegram channel ကို join ထားပြီး YouTube channel ကိုလည်း subscribe လုပ်ပေးတာကိုပြောချင်ပါတယ်။ကျွန်တော်အနေနဲ့9လပိုင်းမကုန်ခင် subscriber 1k ပြီးကျင်လို့ဖြစ်ပါတယ်။ဒန်နီယယ်လာလူဆိုတဲ့ကောင်လေးကသူ့အမေနဲ့အတူနယူးဂျာစီကနေကယ်လီဖိုးနီးယားကိုပြောင်းလာခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။အခုလည်းအိမ်အစ်စ်ကို Karate Kid နဲ့ဖွင့်လိုက်တာလူထိသွားပါတယ်။အဲ့ဒီလူက friendly ဖြစ်ပြီးသူတို့နှစ်ယောက်ကတရားမဲ့တစ်ယောက်ကူရင်မိတ်ဆက်ရင်းနဲ့ငယ်ချင်းတွေဖြစ်သွားကြပါတယ်။ခေလက်စနဲ့တခါတည်းမနှက်ပြန်အတွက်ကန်းကြီးပါတီကိုပါဖိတ်လိုက်ပါတယ်။အိမ်ထဲရောက်တော့ရေပိုက်ပြက်နေတဲ့အတွက်အိမ်ပြင်မမကိုတော့ခေါ်ရပါတယ်။အိမ်ပြင်သမားနဲ့တွေ့တော့အဲ့ဒီလူကတူနဲ့ဂျင်းကောင်းတွေကိုဖမ်းနေပါတယ်။ဖမ်းပြီးရေပိုက်လာတင်ပေးမယ်လို့လည်းပြောလိုက်ပါတယ်။ဒီလိုနဲ့လာလို့ဆိုတရားကိုကန်းကြီးမှာဘောလုံးကန်ကြီးကောင်မလေးတယောက်ကိုမြင်ရေးချစ်မိသွားပါတယ်။အဲ့လိုနဲ့အကွက်ဆန်းအနှဲငယ်ထုတ်ပြလိုက်ပါတယ်။နောက်ရောက်တော့ဘော်ရိုင်ကောင်းမှုနဲ့ကောင်မလေးနဲ့စကားပြောခွင့်ရသွားပါတယ်။ကောင်မလေးကခုနအကွက်ဆန်းကိုတင်ကန်းနေတော့ဂျွန်နီကိုအုပ်စုရောက်လာပါတယ်။အမှန်တော့အကောင်လေးကဂျွန်နီရဲ့ကြီးကြဟောင်းဖြစ်ပါတယ်။အခုလည်းကောင်မလေးကိုကာကွယ်ပြီးမြင်ပေမဲ့ခရာတီတက်တဲ့ဂျွန်နီကပဲပြန်မထားနိုင်အောင်တိတ်သွားပါတယ်။သူ့အနေနဲ့မလုတ်တဲ့အမားတစ်ခုကိုလှုပ်လိုက်မိပြီး Friendly နဲ့လည်းအဆက်ပဲပြတ်သွားပါတယ်။မနေ့ရောက်တော့မျက်မှတ်တလက်နဲ့ဘူမမန်နဲ့တားထည့်သူကိုအိမ်မှာပဲနားဖို့ပြောပါတယ်။ဒါပေမဲ့လာလူဆိုကအကြောင်းအောင်သွားပါတယ်။ကျန်းတော့ကောင်မလေးထထစကားလာပြောပါတယ်။နားဖိခဲ့တာတွေကိုတောင်းပန်ပြီးသူမနာမည်ကအဲလီဆိုတာပါသိလိုက်ရပါတယ်။ဘောလုံးကန်တော့ဂျော်နီကသူ့ဘော်တာကိုချီရိုးခိုင်းပြီးရှန်တီအောင်လှုပ်လိုက်တာလာလူဆိုဘောလုံးကလပ်ကနေထွက်လိုက်ရပါတယ်။ဒီလိုနဲ့အိမ်ရောက်တော့စာအုပ်ထဲကပရာတီလက်ချေကန်တွေတုံးနေပါတယ်။အိမ်ပြင်သမားကလည်းရေပိုက်လာတင်ပေးပါတယ်။နောက်တနေ့ရောက်တော့အเจ้าမှာကောင်မလေးဘက်ကလာနှုတ်ဆက်ပါတယ်။ဘောလုံးသူရွှေပွဲတော့ကကိစ္စရဲ့အပါအဝင်ဂျော်နီကသူ့ရဲ့ရီသားဟောင်းဆိုတာပါပြောပြပါတယ်။ချောင်းဖင်းတော့သူ့အမေအလုပ်လုပ်တဲ့စားတော့ဆိုင်ကိုသွားရင်ခရာတီတင်တန်းတစ်ခုကိုတွေ့လို့ဝင်ကြည့်လိုက်ပါတယ်။ဂျော်နီကိုတွေ့လိုက်ရတော့စိတ်ပြက်ပြီးပြန်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့သူ့မေစီပြန်ရောက်တော့လာလူဆိုသူမအကြောင်းနဲ့အမေကိုပြောပြနေခဲ့ပါတယ်။ဂျော်နီတို့ကတော့လာလူဆိုဒုက္ခမျိုးမျိုးပေးနေပါတယ်။အခုလည်းစိုက်ကယ်နဲ့ညက်ပြီးတောင်းကိုပြုတ်ကြအောင်လုပ်ခဲ့ပါတယ်။လာလူဆိုကအရာအလုံးကိုစိတ်ကုန်သွားပြီးစပိန်ကိုလည်းပြုတ်ပြစ်ကအမေကိုလည်းအော်မိလိုက်ပါတယ်။ဒါဒီအားလုံးကိုကြားလိုက်ရတဲ့သူကတော့အိမ်ပြည်သမားကြီးပဲဖြစ်ပါတယ်။နောက်နေ့ကျောင်းရောက်တော့ပုံမှန်အတိုင်းကောင်မလေးကိုကြောင်းနေတော့ဂျော်နီတို့ကိုတွေ့တော့အကြောင်းပြချက်မခိုင်တော့ပဲထွက်ပြေးသွားပါတယ်။အိမ်ရောက်ကစပိန်ကိုအိမ်ပြည်သမားကြီးကပြေးပေးထားပါတယ်။အိမ်ပြည်သမားကတစ်ပင်းတွေကိုညှက်နေတော့လာလူဆိုစိတ်ဝင်စားပြီးမေးလိုက်ပါတယ်။အဖိုးကြီးကဂျပန်ကနာတာဖြစ်ပြီးဒီလိုလောက်တအောင်သူ့ဖေတန်တာတဲ့ကတင်ပေးခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်။လာလူဆိုလည်းမင်းလုံးကြည့်ပါလားလို့ပြောပြီးလာလူဆိုကညင်းမှုလုပ်ပေမဲ့အခိုးကြီးကမင်းအနေနဲ့တစ်ပင်းတွေကိုတွေးပြီးမင်းအနေနဲ့ကိုယ်စိတ်ကိုယုံပြီးပုံပေါ်ကြီးလို့ပြောခဲ့ပါတယ်။နီလန်ကလာလူဆိုရဲ့စိတ်ကိုတော်တော်ရှိသွားစေခဲ့ပါတယ်။လာလူဆိုတရားကိုကြောင်းရောက်ကန်ကွန်မလေးနာသွားကြည့်ပေမဲ့ဂျော်နီကအမြဲရှိနေပါတယ်။ဟောလီဝုဒ်နေ့ရောက်တော့ကျောင်းပါတီကိုမသွားပဲဖိုးကြီးနဲ့လာပြီးအချိန်ပုံးနေပါတယ်။အဖိုးကြီးကသွားဖို့အတင်းပြောတော့ကိုပြောင်းနိုင်သွားမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့လာလူဆိုတရားရေချိုးကန်းဝိဆုံကြီးနဲ့ပါတီကိုရောက်ချလာပါတယ်။လီယာဝိဆုံမြင်တော့လာလူဆိုမန်းတီဗီလာနှုတ်ဆက်ပါတယ်။ဒီလိုနဲ့သူတို့နေရာတယောက်နဲ့တယောက်တောင်းပန်ရင်ပါတီမှာပျော်ခဲ့ကြပါတယ်။လာလူဆိုရေချိုးကန်းခဏဝင်တော့စေးသုံးနေတဲ့ဂျော်နီကိုပညာပြလိုက်ပါတယ်။ပညာပြလို့ပေးရနဲ့အချို့တဲ့အိမ်ဘက်ကိုတန်းပြေးပါတယ်။ဒါပေမဲ့အများနဲ့တယောက်မို့မပြေးနိုင်ပဲလာလူဆိုအသိခံလိုက်ရပါတယ်။ဒီတစ်ခါမှာတော့လာလူဆိုဘက်မှာအဖိုးကြီးရှိနေပြီဖြစ်ပါတယ်။အဖိုးရအကုန်လုံးအမောက်သိပ်ပြီးလာလူဆိုစိတ်ကူပေးခဲ့ပါတယ်။ခိုးကြီးနာမည်ကမီယာဂီဖြစ်ပြီးခရာတေးကိုလည်းသူ့ဖေတငါတရားပဲသင်ပေးခဲ့တာဖြစ်ပါတယ်။ခရာတေးက16ရာစုနှစ်မှာတရုတ်ကနေဂျပန်နိုင်ငံကိုရောက်ရှိလာတာဖြစ်ပါတယ်။အစားကတော့တီလို့ခေါ်တာဖြစ်ပါတယ်။တီဆိုတာကတော့လက်လို့အတိတ်ပဲရပါတယ်။ဒီလိုနဲ့ကြာလာတော့ခရာတေးလို့အတိတ်ပဲဖွင့်လာတာဖြစ်ပါတယ်။ဒီလိုနဲ့သူ့ကိုကူဖို့လာလူဆိုကအကူကြီးတောင်းတော့မီယာဂီကလက်ခံလိုက်ပါတယ်။မနေ့ရောက်တော့ကားမောင်းမကျွမ်းကျင်တဲ့လာလူဆိုကားမောင်းငိုင်းပြီးခရီးဆက်ထွက်ခဲ့ပါတယ်။ဒိုယိုရောက်တော့တင်တဲ့အသေးဟာနဲ့အပေးယူတစ်ခုလုပ်ခဲ့ပါတယ်။အဲ့ဒါတော့ထောနမတ်မှာဂျော်နီနဲ့လာလူဆိုပြန်ခဲ့ရမှာဖြစ်ပြီးဂျော်နီကိုလည်းထပ်ပြီးအနောက်ရှက်မပေးဖို့အပေးယူလုပ်ခဲ့ပါတယ်။လာလူဆိုကတော့ပြန်ပွဲပြန်ရမှာမို့လောင်းနေပါတယ်။ဒီလိုနဲ့မီယာဂီကသူ့အိမ်ခေါ်သွားပြီးခရာတီကီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။မီယာဂီကငါအပိုင်းကမင်းကိုခရာတီတင်ပေးဖို့ပဲ။မင်းအပိုင်းကငါလုပ်တာတွေကိုမင်းကုန်းပြန်မထုတ်အောင်ဆိုပြီးသဘောတူညီချက်တစ်ခုလုပ်ခဲ့ပါတယ်။ဓမ္မသင်္ကန်းသားအနေနဲ့ကတော့ကားကိုဖျောင်းတင်ခိုင်းတာဖြစ်ပါတယ်။ဒါပေမဲ့ရိုးရိုးမတင်ခိုင်းပဲစုံဝိုင်းပုံစံတိုက်ခိုင်းတာဖြစ်ပါတယ်။လာလူဆိုကြောင်းရောက်တော့လီနဲ့စကားသွားပြောပါတယ်။လီကဂျော်နီတို့ကြောင်းနေတော့
ထင်ပြီးသွားစားပေမဲ့လာလူဆိုကဂျော်နီတို့ပြန်စားခဲ့ပါတယ်လာလူဆိုက crush ကိုတောင်ဖွင့်မပြောနိုင်တဲ့ဘရူတို့လိုမဟုတ်တော့တနေ့နေ့ညအပြင်ကိုရှောက်လဲဖို့အဲလီကိုချိန်လိုက်ပါတယ်အဲ့နေ့ရောက်တော့သူတို့မိသားစုနှစ်ခုကမိုးနဲ့မြေလိုကွာခြားရဲဆိုတာကိုသိလိုက်ရပါတယ်အဲလီရဲ့မိဘတွေကတင်းရဲတဲ့လာလူဆိုကိုတိတ်ကြည့်မရပေမဲ့အဲလီကတော့ဒါရီကီယိုမဆိုင်ပါဘူးဒီညကသူတို့နေရာကိုကစားပွဲမှာနှစ်ယောက်တစ်ကပါပြောခဲ့ကြပါတယ်နောက်တစ်နေ့ရောက်တော့မီယာဂီကကျမ်းမီကိုကောဘက်စားခိုင်းပါတယ်ထုံးစံတိုင်းရိုးရိုးမစားခိုင်းပဲညာဘက်ဆောင်ဝိုင်းဘယ်ဘက်ဆောင်ဝိုင်းလုပ်ခိုင်းပါတယ်ညရောက်တော့ပြီးသွားခဲ့ပါတယ်မီယာဂီတို့ကလာလူဆိုကိုမနေ့ပြန်မနေ့6နာရီပြန်လာခဲ့ဖို့ပြောလိုက်ပါတယ်မနေ့လာလူဆိုရောက်တော့မီယာဂီကရင်ကောင်ကိုတူးနဲ့ဖမ်းနေပါတယ်ရင်ကောင်ကိုတူးနဲ့ဖမ်းနိုင်တဲ့သူကအရာအလုံးကိုအောင်မြင်အောင်လုပ်နိုင်တယ်ဆိုပြီးလာလူဆိုကကျွန်တော်လည်းလုပ်ကြည့်မယ်ဆိုပြီးဖမ်းလိုက်တာမိသွားပါတယ်မီယာဂီကတော့ကန်ကောင်းတယ်လို့ပဲပြောခဲ့ပါတယ်ခရာတီရဲ့နောက်ထပ်သင်ခန်းစာတစ်ခုကတော့ချန်စီယိုစေးတုံခိုင်းတာဖြစ်ပါတယ်ဒီနေ့လည်းညမှပြီးသွားပါတယ်နောက်တစ်နေ့ရောက်တော့ခေါမိုးစေးတုံခိုင်းပါတယ်ညရောက်တော့လာလူဆိုကအလုပ်ချမ်းမဲ့လုပ်ခိုင်းနေလို့ဆိုပြီးချပေါက်ပါတော့တယ်မီယာဂီကကျဲမီမှာကော်ဗတ်စားတယ်လုပ်ပြချန်စီယိုစေးတုံလာလုပ်ပြစသဖြင့်အကုန်လုံးပြန်လုပ်ခိုင်းတာမီယာဂီရဲ့တက်ခွက်တွေအကုန်လုံးကိုကာပြီးသားဖြစ်နေပါတယ်နောက်တစ်နေ့ရောက်တော့ရေထဲမှာဟန်ချက်ညီအောင်လုပ်ခိုင်းပါတယ်မီယာဂီကတော့ဂျိုးရတိုင်းကြည့်နေပါတယ်လာလူဆိုကတော့ကြောင်းရောက်ရင်စော်လင်းနဲ့တိုက်ရသလိုခရာတီမှာလည်းတော်တော်တိုးတက်လာပါတယ်မီယာဂီရဲ့နောက်ထပ်သင်ခန်းစာတစ်ခုကတော့လေပေါ်မှာဟန်ချက်ညီအောင်လုပ်ခိုင်းတာဖြစ်ပါတယ်ညရောက်တော့အဲလီယာညကစားပွဲမှာလာလူဆိုကိုတွေးဖို့လုပ်ခဲ့ပေမဲ့ခက်မရဖြစ်နေပါတယ်လာလူဆိုကမိဖို့ချောင်းကနေခိုးဝင်လာတော့ဂျော်နီနဲ့တွေ့တာနေအောင်မြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာဂျော်နီကအဲလီကို kiss ပေးလိုက်ပါတယ်လာလူဆိုလည်းအဆက်ကွဲခဲ့ပါတယ်အဲလီလည်းဂျော်နီကိုပိုင်းရိုက်ပြီးထွက်လာခဲ့ပါတယ်မီယာဂီကဆေးကွဲမှာဆုံးသွားတဲ့သူမိန်းမနဲ့မမိုးရအသေးပဲဆုံးသွားတဲ့သူသားအတွက်ဝမ်းနဲ့ပူဆွေးနေပါတယ်လာလူဆိုကအခုဆိုဟန်ချက်ကိုကောင်းကောင်းထိန်းနိုင်နေပြီဖြစ်တဲ့အတွက်ထိုးကွက်တွေစတင်ပေးပါတယ်နောက်တစ်နေ့လာလူဆိုမွေးနေ့ရောက်တော့ပထမလက်ဆောင်အနေနဲ့ခရာတီဝစ်စုံပေးခဲ့ပါတယ်ဒုတိယလက်ဆောင်အနေနဲ့ဒီကားရီထဲကမင်းကြိုက်တဲ့ကားကိုရွေးလို့ပြောလိုက်ပါတယ်လာလူဆိုအတွက်တော့ဒီမွေးနေ့ကတသက်မမေ့နိုင်ဖြစ်သွားခဲ့ပါတယ်နောက်ပြီးလာလူဆိုကအဲလီရှိရဲ့ကစားကွင်းကိုသွားခဲ့ပါတယ်ပြီးတော့တရားနဲ့တယောက်တောင်းပန်ရင်ပြန်ဆင်ပြေသွားပါတယ်နောက်တစ်နေ့ကတော့ပြန်ပွဲဝင်ရမယ့်နေ့ဖြစ်ပါတယ်လာလူဆိုကပြန်မဲ့အခုမှပြန်မှုတာမို့ဘာလို့ရမှန်းမသိဖြစ်နေပါတယ်ဒါပေမဲ့မီယာဂီရဲ့လမ်းညွှန်မှုတွေနဲ့တယောက်ပြီးတယောက်အမောက်တိတ်သွားခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးဖိုင်နယ်မရောက်ခင်မှာကိုဘရာဂိုင်ရဆရာကလာလူဆိုကိုခြေထောက်ချိုးခိုင်းခဲ့ပါတယ်ခြေထောက်ချိုးတာကစီးကန်းနဲ့မညီဘူးဆိုပေမဲ့ကိုဘရာဂိုင်ကဂျော်နီလည်းကြံသေးတာမို့15မိနစ်အတွင်းကွဲတဲ့ပြန်မရောက်ရင်အော်တိုဂျော်နီကနိုင်သွားမှာဖြစ်ပါတယ်ဒါပေမဲ့လာလူဆိုကဂျော်နီနဲ့ဝင်ပြန်ခဲ့ပါတယ်ဂျော်နီကခြေထောက်ထောနဲ့ပြစ်နေတဲ့လာလူဆိုကိုညာတိုက်ပြီးတိုက်ခိုက်နေတဲ့အချိန်မှာလာလူဆိုက2မှတ်ရသွားပါတယ်ဒါပေမဲ့ဒုတိယအချိန်မှာတော့ဆရာရဲ့တနာညံတာမှုမရှိနေဆိုတဲ့စကားကြောင့်တယောက်2မှတ်စီဖြစ်သွားခဲ့ပါတယ်လာလူဆိုရဲ့ဂျိုးရတိုက်ကွန်တစ်ခုနဲ့အတူဂျော်နီကမထနိုင်ပဲလာလူဆိုတယောက်အနိုင်ရရှိသွားပါတယ်